Unit 65 ကိုနည်းနည်းလောက်ပြန်ပြီးတော့ recap လုပ်ရအောင် revision ပြန်ပါမယ်အဲ့တော့ article A နဲ့ N နဲ့နှစ်ခုကဘယ် noun တွေနဲ့တွဲသုံးလဲ singular noun နဲ့တွဲသုံးတာလား plural noun နဲ့တွဲသုံးတာ singular noun နဲ့ပါချစ် singular noun နဲ့ပါ အဲ့တော့ article A တွေ singular noun နဲ့တွဲသုံးတယ် singular noun ဆိုတာက only one thing တစ်ခုတည်းရှိတဲ့ noun တွေလူဆိုရင်လည်းတစ်ယောက်ပေါ့ပစ္စည်းဆိုရင်လည်းတစ်ခုပေါ့မုတ်ဆိုလည်းမုတ်တစ်ခုအသီးဆိုလည်းအသီးတစ်လုံးပေါ့တစ်ခုတည်းတစ်ယောက်တည်းတိရစ္ဆာန်ဆိုလည်းတစ်ကောင်တည်းရှိနေတဲ့ noun တွေရဲ့အရှိမ article A နဲ့ N နဲ့ကိုတွဲပြီးတော့သုံးတယ်ဒါပေမဲ့တချို့ကကိုကြိုက်တယ်လို့သုံးလို့တော့မရဘူး article A ကိုကြတော့တချို့ကဘာ sound တွေနဲ့တွဲပြီးသုံးလဲဘလို့ consonant sound consonant sound တွေနဲ့တွဲပြီးတော့သုံးပါတယ်အဲ့တော့ consonant sound ဆိုတာက A E I O U မဟုတ်တဲ့တခြားသောအတန်တွေဥပမာအတန်မထွက်တဲ့အတန်တွေပေါ့မပါတဲ့အတန်တွေဥပမာဘာတို့ခတို့ဒါတို့ဒီလိုအတန်တွေနဲ့တွဲပြီးတော့သုံးတယ်ဒါက consonant sound ဖြစ်တယ်ဒါဆို article N ကကြတော့ဘလို့အတန်တွေနဲ့တွဲပြီးတော့သုံးလဲ vowel sound vowel sound vowel sound လို့ပြောတဲ့နေရာမှာ A E I O U အတန်တွေကိုပြောတာဖြစ်တယ်သို့တော့ A E I O U နဲ့စတိုင်းတော့ A N N ကိုသုံးတာမဟုတ်ဘူးအတန်ထွက်မှတာအဲ့ဒီစကားလုံးဟာဆိုတဲ့အတန်ထိတ်ဆုံးစလုံးပေါ့နော်ထိတ်ဆုံးစလုံးဟာဆိုတဲ့အတန်ထွက်မှတာလေရင် A N N နဲ့သုံးတာဖြစ်တယ်ဥပမာဒီလိုစကားလုံးမျိုးပေါ့နော် A P P L E ဆိုရင်ထိတ်ဆုံးမှာ A ဆိုတဲ့ vowel စလုံးလဲပါတယ်သူရဲ့အတန်ကလည်း apple ဆိုတဲ့ vowel sound လဲပါတယ်အဲ့လိုမျိုး vowel အတန်ထွက်တော့မှတာလျင်ဒီချေတို့က ANN ကိုသုံးပေးလို့ရတယ် an apple ဒီလိုမျိုးသုံးတယ်တကယ်လို့များ vowel sound မထွက်ဘူးဆိုရင်ဥပမာ a tree tree treeထိတ်ဆုံးစလုံးကအတန်မပါဘူးအဲ့ဒါဆိုရင်တော့ကျွန်တော်ရိုးရိုး A လေးနဲ့ပဲတွဲပြီးတော့သုံးပြရမယ် a tree အဲ့တော့အတန်ပါရင်တော့ an နဲ့တွဲတယ် an apple an orange an onion an owl ဒီလိုမျိုး an နဲ့တွဲသုံးတယ်ရိုးရိုးအတန်မပါတဲ့ရိုးရိုး consonant စကားလုံးတွေ a tree a water bottle a phone a computer a laptop a man a person ဒီလိုစကားလုံးတွေဆိုရင်တော့ A ဆိုတဲ့အတန်လေးနဲ့ပဲ a tree a blackboard a whiteboard ဒီလိုမျိုးတွဲပြီးတော့သုံးပေးရမယ်ဒီချက်အရင်တစ်ပတ်ကအိမ်မှာလေးသင်ခန်းလေးလုပ်ခဲ့ဆိုပြီးတော့ exercise လေးတွေပေးခဲ့တာရှိတယ်အဖြေလေးတိုက်ရအောင်နော်ကျတို့ number ဘယ်လောက်ကနေစပြီးတိုက်ရအောင် over teacher teachers 65.3ကနေစပြီးတော့တိုက်ရအောင်ကဲဒီမှာဆိုရင် clear တို့ကိုဒီချက်ကဒီ grammar လေးသင်ခန်းဖြစ်တော်ညာလေးပဲ vocab မသိတာလေးရှိရင်ရှာထားအလွတ်ကျက်ထားလို့ပြောထားတယ်ကျွန်တော်တို့နေ့ကြည့်အောင် architect the first word is architect သူရဲ့အတန်အတွက်လေနော် architect လို့မထွက်ဘူးတချို့ကလေးတွေက chi ဆိုတော့ချီဆိုပြီးတော့ထွက်တယ်မဟုတ်ဘူးသူရဲ့အတန်က architect dentist dentist shop shop assistant assistant shop assistant shop assistant shop assistant assistant မဟုတ်ဘူးနော် assistant မဟုတ်ဘူးနော် assistant စက်တက်ဆိုတဲ့အတန်မျိုးထွက်တယ် assistant the next one is photographer မဟုတ်ဘူး photographer မဟုတ်ဘူး photo တို့မှာ photographer ဆိုတဲ့အတန်ဆိုတဲ့နေရာမှာအဲ့ဒီအတန်ကိုဖိတယ်အဲ့တော့တစ်ခါလောက်နားထောင်ရအောင် photographer ဟုတ်ပြီနော်ဖိုဆိုတဲ့အတန်နော်ဖိုဆိုတဲ့အတန်အဲ့တော့ဖိုဆိုတဲ့နေရာမှာဖိတာမဟုတ်ဘဲနဲ့ထောင်းဆိုတဲ့နေရာမှာဖိတာ photographer ဒီလိုမျိုးလေးဆိုပြရပါမယ်နောက်တစ်ခုကြည့်အောင် electrician and you nurse taxi driver so what's the meaning of architect what picture is architect
Number three. Number 3 is architect. Yeah, that's right. Number 3 is architect. Okay, so in number 3, we have to write down. That's why number 3, architect ဆိုတာကဘီတုကပညာရှင်ကိုပြောတာ engineer လို့တချို့ကထင်တယ်တူတော့မတူဘူး engineer နဲ့ဘီတုကပညာရှင်တွေကတိတ်တော့တူတော့မတူဘူးပေါ့နော်ဘီတုကပညာရှင်ကကျတော့ design ဆွဲတာအစအဦး design တွေဥမာစီမံကိန်းတစ်ခုခုလုပ်ထားတဲ့အစအဦးတွေစေးရုံတွေအဲ့လိုမျိုးကို design ဆွဲတာအနုစိတ်တယ်ပေါ့နော်အဲ့ဒါက architect ဖြစ်တယ်အဲ့တော့ she တယောက်တည်းဆိုရင်ကျတို့ဗာနဲ့သုံးတယ် Is an architect. an architect ဖြစ်ပါတယ် Architect. she's an architect sentence တစ်ကြောင်းပြည့်စုံတဲ့ sentence တစ်ကြောင်းရေးပြီးသွားတဲ့အခါတိုင်းမှာကျတို့အများအား full stop ချပေးရတယ် she's an architect လို့ရေးပေးရပါမယ်ဒါဆိုရင် number 1 ကနေတို့စကြရအောင် number 1 who is she She's a dentist. Dentist take care of your teeth သွားကိုကုပေးတာက dentist เนาะကျွန်တော်သွားဆရာကို doctor နဲ့တော့မတူဘူးเนาะ doctor နဲ့ dentist ကမတူဘူး dentist ကသွားကိုပဲကုပေးတာနေမကောင်းဖြစ်ရင်ကုတာမဟုတ်ဘူးเนาะ number 2 who is he He's no He's a shop assistant. assistant မဟုတ် He's a shop assistant. assistant လို့ထွက်တယ်เนาะ assistant မဟုတ်ဘူးเนาะ assistant yes no assistant assistant ဆိုတဲ့အတန်မျိုးအဲ့ assistant ကိုမြန်မြန်ဆိုတာ assistant အဲ့လိုထွက်တယ် Assistant. yes Assistant. he's a shop assistant ဆိုတာဒီအယောင်းဝန်ထမ်းเนาะဈေးတိုင်းမှာရှိတဲ့အယောင်းဝန်ထမ်းကိုပြောတာ number 4 who is he He is a taxi Number driver. 4. He's a taxi driver. he's a taxi driver taxi နဲ့ driver ကခွဲပြီးတော့ရေးပါတယ် he's a taxi driver okay number 5 look at this who is he number 5 Electrician. He's electrician. okay look at carefully and listen carefully electrician electrician Electrician. He's an electrician. he's an electrician ကလျှက်စစ်နဲ့ပတ်သက်ပြီးတော့ဥပမာမီးတွေလျှက်စစ်တွေနဲ့ပတ်သက်ပြီးတော့ပြုပြင်တဲ့သူပေါ့ဒီမှာဆိုတော့မီးပြင်တဲ့ဦးလေးကြီးတွေလေနောက်မီးပြင်တဲ့အကိုကြီးတွေအဲ့လိုမျိုးပေါ့နော်မီးတွေလျှက်စစ်နဲ့ပတ်သက်တာတွေလုပ်တတ်တဲ့သူတွေဆိုရင် electrician လျှက်စစ်ပညာရှင်တွေပေါ့ဒီလိုမျိုးသတ်မှတ်လို့ရတယ် okay who is number 6 She's a photographer. she's a photographer He's a photographer. Photograph. ကိုလို့မထွက်ဘူးနော်ဖိုးတယ်မထွက်ဘူးနော်အဲ့အတန်ထွက်ပြီး He's a photographer. ဖိုးဖောက်ထုတ်တယ်အဲ့လိုမျိုးလေနှစ်ခုကိုထိပြီးတော့ထွက်တယ်လို့အဲ့လိုမျိုးမထွက်ဘူးခဏနားထောင်ကြည့်မယ်တော့ကိုယ်အတန်မှားနေပြီဆိုရင်ခဏလေးနားထောင်ကြည့်တော့နှာခမ်းနှစ်ခုထွက်ပြီးတော့ထိပြီးထွက်တဲ့အတန်မဟုတ်ပါဘူးဖိုးအဲ့အတန်မဟုတ်ပါဘူးအပေါ်နှာခမ်းအပေါ်သွားနဲ့အောက်နှာခမ်းနဲ့ထိပြီးထွက်တဲ့အတန်မှာနှာခမ်းနှစ်ခုမထိဘူးနော်အပေါ်သွားရှေ့သွားနဲ့အောက်နှာခမ်းနဲ့ထိတာ photographer ပြန်ထွက်ကြည့် photo မင်းတို့ကင်မရာတွေပိတ်ထားတော့မင်းတို့ပါဇက်တွေလည်းမကြည့်အောင်ဘယ်လိုထွက်နေမှလည်းမသိဘူးပြင်ပေးနေတာအောင်ပြင်ပေးလို့မရဘူး photographer yes နားလေးတယောက်ချင်းလိုက်ကြည့်အောင်မယ်ခဏလေးလောလောကင်မရာတွေဖွင့်ပြီးအတန်ထွက်ကြည့် photographer canလေးလုံးနေသွားတွေလည်းကျွတ်ထွက်လာအောင် photographer เนาะအဲ့လိုသွားကြီးခေါ်ခိုင်းတာမဟုတ်ဘူးကိုမလေးရှမ်းလေးသွားကြီးခေါ်လွင်းခေါ်ခိုင်းတာမဟုတ်ဘူးလေအပေါ်သွားနဲ့အောက်နှခမ်းနဲ့ထိပြီးဆိုလို့ပဲပြောတာဟဲ့သွားကြီးခေါ်ပြနေ photographer အဲ့လောက်ပဲเนาะ photographer ဘလို့သွားကြီးခေါ်ခိုင်းတာမဟုတ်ဘူးเนาะ
ဟုတ်ပြီအဲ့ကြောင့်ပြောတော့အင်္ဂလိပ်စာအရန်ကောင်းရင်တဲ့အင်္ဂလိပ်စာတော်တဲ့ဆရာမတွေတွားခေါ်တယ်နော် phonics အတန်တွေကိုမှန်အောင်ထွက်ရင်လည်းတွားတွေခေါ်လာတာဖြစ်နိုင်တယ်နော်အင်္ဂလိပ်အတန်ကောင်းပြီဆိုရင်လည်းတွားခေါ်ရင်ကောမခေါ်ရင်စရွေးစင်တယ်လို့ပြောတယ်ဟုတ်လားနော်မင်းတို့လည်းအဲ့ဒါကိုပြန်စမ်းကြည့်ပေါ့နော်ဒီမှာငါစကားပြောရင်စရွေးအရန်ထွက်လာတွားခေါ်လာသလားအဲ့ဒါကိုအင်္ဂလိပ်စာကောင်းလာတယ်လို့မှတ်လိုက်နော် okay အဲ့တော့ she's a photographer နော်ဒါဆိုရင်နောက်ဆုံးတစ်ခု number 7 လေးကိုပြောကြည့်အောင် She is a nurse. yes She's a nurse. She's a nurse. She's a she's nurse. a nurse အကုန်မှန်လားဒီမှာခုနှစ်ခုရှိရယ် ဆိုရင်65.4 လေးကိုတွားရအောင် write sentences choose from the two boxes use a or an where necessary ဒီစကားလုံးလေးကသူတို့သင်ဘူးတဲ့သူလည်းရှိမယ်မသင်ရသေးတဲ့သူလည်းရှိမယ်အငယ်လေးတွေဆိုမသင်ရတော့သေးဘူး necessary necessary Necessary. လိုအပ်လာခဲ့ရင် ADN ထည့်ပြီးတော့လိုရင်ထည့်မလိုရင်မထည့်နဲ့လို့ပြောချင်တာဒီ box လေးနှစ်ခုပေးထားတယ် two boxes ဆိုဒီအောက်မှာ box နှစ်ခုပေးထားတယ်အဲ့ဒီ box နှစ်ခုတည်းကစကားလုံးတွေကိုယူပြီးစာကြောင်းပြန်ရေး ADN လိုရင်ထည့်မလိုရင်မထည့်နဲ့အဲ့ဒါ number 1 sentence လေးကိုတချို့တို့ကြည့်ရအောင် I ပြီးတော့သူကဒီ box တွေက want to ask you ကိုသုံးထားတယ် I want to ask you a question မေးချင်တာဆိုတော့ဗာမေးချင်တာဖြစ်မလဲ question မေးခွန်းမေးချင်တာပေါ့ I want to ask you a question ငါမေးကိုမေးခွန်းမေးချင်တယ်မေးခွန်းကတစ်ခုတည်းမလို့ question မှာ a လေးထည့်ထားတယ် I want to ask you a question ဖြစ်ပါတယ်အဲ့ဒါလေးကလေကလေးတို့ဖြေတတ်လာရင်ဒီစကလေးမှန်တယ်ပြောရင်ဒါအလဲတန်းစင်ဆိုတော့လေမူလာတန်းကလေးတွေမဖြေတတ်မှလည်းနည်းနည်းစိတ်ပူတယ်ပေါ့နော်G ဟုတ်တယ်ပါတီချာဒါဖြေတော့ပါတီချာအဲ့တော့ဒါဆိုကျတော့တရားမြောက်စာကြောင်းလေးကိုကြည့်အောင်တစ်ချက်ကဒီစာကြောင်းလေးကိုယူပြီးတော့သုံးပါမယ်အဲ့တော့ Tom never wear ပေါ့ဒါဆိုအဲ့စာကြောင်းကိုတစ်ချက်စပြီးတော့ရေးတော့မယ် Tom subject Tom never wear Tom ပါတယ်ခါမှာမဝတ်ပါဘူးတဲ့မဝတ်ဘူးဆိုတော့အဝတ်အစားလည်းဖြစ်နိုင်တယ် accessory တွေအုတ်ထုပ်တွေမျက်မှန်တွေလည်းဖြစ်နိုင်တယ်ဒီဘက် box တွေကဘာပစ္စည်းလေးနဲ့HAT hat ပါ အဲ့တော့ Tom never wears a hat ဒီနေရာမှာကျတော့ဝတ်တယ်အုတ်ထုပ်ကျတော့စောင်းတယ်လို့သုံးတာပေါ့ Tom ကအုတ်ထုပ်ကိုတခါမှကိုမစောင်းတာ never ရဲ့အဓိပ္ပာယ်ကလုံးဝဘယ်တုန်းကမှမလုပ်တာ Tom never wears a hat Tom ကအုတ်ထုပ်တခါမှမစောင်းဘူးဒီလိုမျိုးလေးပြောလိုက်တာ number 3 လေးကိုဒီချက်က I can't write အစိမ်အတိုင်းလေးပဲသွားမယ်နော်ဒါဆိုရင်ဒီ sentence လေးစာပြီးရေးကြည့်ရအောင်Okay, I can't ride a bike. I can't ride a bike. I can't ride a bike. စီးတာပေါ့နော်စီးလို့ရတဲ့တစ်ခုခုကိုတချို့ကထည့်ပေးရမယ်အဲ့တော့ဟိုဘက်မှာစီးလို့ရတာပါရှိတယ် bike စပိန်တော့ရှိတယ်ဒါဆိုရင် a bike ပေါ့ I can't ride a bike တဲ့နော်ငါစပိန်မစီးတတ်ဘူးဒါမှမဟုတ်လည်းငါဆိုင်ကယ်မစီးတတ်ဘူးဒီလိုမျိုးလေးပြောလို့ရတယ်အဲ့တော့ bike ကတစ်ခုတည်းမလို့ကိုယ့်ရဲ့စပိန်လေးကိုပဲစီညွှန်းတာမလို့ a လေးထည့်ပြီးသုံးတယ် I can't ride a bike ဒီလိုမျိုးလေးသုံးပါမယ် Number 4 လေးကြည့်ရအောင် My brother is ဒါလေးကိုတွဲပြီးတော့သုံးရအောင် Artist Yes My brother is an artist A-R-T-I-S artist ပတိစနာပေါ့ ငါအကူကရဲ့ပတိစနာတရားအဲ့မှာ artist ကတချို့ vowel sound ထွက်နေတယ်artist ဆိုတော့ vowel sound ဖြစ်တဲ့အတွက်သူ့ကို an နဲ့ပြောပြရတယ် My brother is an artist a လို့မသုံးမနဲ့ an လေးနဲ့သုံးပြရတယ်နော် My brother is an artist အဲ့ဆိုရင် number 5 ကိုဒီစ main ကလေးတွေကိုပဲဖြည့်ခိုင်းမယ် main ကလေး number 5 sentence လေးဖြည့်ကြည့်အောင် Rebecca walks in ဆိုတဲ့စာကြောင်းလေးပါ Rebecca walks in bookshop. Rebecca walks in a bookshop. Rebecca works in a bookshop အဲ့တော့လူတစ်ယောက်ကစာအုပ်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်တယ်လို့ရည်ညွှန်းချင်တာဖြစ်တဲ့အတွက် bookshop မှာ a လေးထည့်ပေးလိုက်တယ် Rebecca works in a bookshop ဖြစ်ပါတယ်ဒါဆို number 6 ကယောက်ျားလေးတွေဖြည့်ကြည့်ရအောင် Jane wants to learn
foreign Bakit? language Yes, foreign language. သူရဲ့အတန်တော်လေးကကလေးတို့ဒီကလို့မသိတဲ့အတန်တော်လေးတွေရှင်တခါရဲမှတ်ရအောင် foreign F O R E I G N foreign language ဆိုတာနိုင်ငံခြားဘာသာစကား Foreign ကိုယ့်ရဲ့ language. မိခင်ဘာသာစကားမဟုတ်ဘဲနိုင်ငံခြားဘာသာစကားအင်္ဂလိပ်စကားတို့အင်္ဂလိပ်စကားဂျပန်စကားတရုတ်စကားအဲ့လိုကိုယ့်နိုင်ငံရဲ့ဘာသာမဟုတ်တဲ့တခြားနိုင်ငံရဲ့ဘာသာစကားတွေအကုန်လုံးကို foreign language လို့ခေါ်တယ်အင်္ဂလိပ်တစ်ခုတည်းမဟုတ်ဘူးเนาะဂျပန်တွေတရုတ်တွေယိုးတွေကမလေးထိုင်းအကုန်လုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးကို foreign language လို့ခေါ်တယ်ဂျိမ်းကတဲ့တခြားနိုင်ငံရဲ့ဘာသာစကားတစ်ခုသင်ကျင်နေတာဂျိမ်း wants to learn a foreign language လို့ပြောပြရမယ်ဒါဆိုအားလုံးပြောကြည့်အောင်ခုနှစ်ကြောင်းမြောက် I live in Mike lives live my live in an old house old house. Mike lives house I live in a house အဲ့မှာ A တွေ N တွေရှယ်တော့မှ M တွေထည့်ပေးရမယ် all house ဆိုတော့ all o အဲ့ o အတန်ကအတန်ပါတယ် vowel sound ဆိုလို့ရှိရင် A လို့မသုံးဘူး and old house လို့သုံးပြရမယ် Mike lives in an old house ဖြစ်ပါတယ်နောက်ဆုံးတစ်ကြောင်းလေးပြောကြည့်အောင် This evening I'm going to this evening I'm going to a I'm party going to a I'm party. going to a party. going to a party this evening I'm going to a party party ဘယ်တစ်ခုတည်းဖြစ်တဲ့အတွက် A နဲ့ပဲသုံးပေးမယ်နော် a party ဘာလို့လဲ P က consonant sound မလို့ A နဲ့ပဲတွဲတယ် this evening ဒီညနေမှာဆိုလို့ရှိရင် I'm going to the party ငါ party ဝတ်တစ်ခုကိုသွားမှာအဲ့ဒီမှာတစ်ချက်ကျွန်တော်အလဲတန်းမှာဆိုလို့ရှိရင်ဘယ် pattern သင်လဲဆိုတော့ WILL well ဆိုတဲ့ pattern ကိုသင်တယ်တစ်ခုခုကိုလှုပ်တော့မယ်လှုပ်လိုက်မယ်ဆိုရင် well နဲ့သုံးတယ် future tense ပေါ့နော်ဒါပေမဲ့ well မဟုတ်ဘဲနဲ့လည်း future tense သုံးလို့ရတာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် going to ရဲ့အဓိပ္ပာယ်ကလည်းပဲမင်းတို့G8 လောက်တော့သင်ရမယ်တင်တယ်နော်7မှာတော့မတွေ့မိဘူး G8 လောက်မှာပါမယ်တင်တယ် am is are going to ဒီအမှတ်တမဲ့ကျင် verb ingလို့ဘာလို့လဲတကယ်တော့မဟုတ်ဘူးအဲ့ဒီ going to က future ပါတခုခုကိုလုပ်တော့မယ်လို့ပြောတာညနေပါတီပွဲကိုသွားတော့မယ်မသွားသေးဘူးသွားမှာအဲ့တော့မသွားသေးဘူးဆိုတော့ future tense ပါ well မဟုတ်ဘဲနဲ့လေ going to ကလည်းပဲ future tense ဖြစ်တယ်ဒီကောင်နဲ့သုံးလို့ရပြီနော်အကုန်မှန်တဲ့သူတွေတစ်ထောင်မှာတရင်ရောက်မှန်လေအင်္ဂါရေးထားတဲ့သူတွေတုံနရီကတော့ထည့်ထားတယ်ကျဲတွေးလိုက်လေစနိုးအကုန်မှန်တယ်ဖုံးထက်တုံနရီလီယိုနယ်စုကိုခြေသားပေါက်ခြေအင်းကမိသွားလို့အဲ့ဒါလက်မထောင်နဲ့နော်အိမ်ထက်ပေါက်ကလေးခွန်ချိုချယ်ရီချယ်ရီကိန်းဘုံမြတ်ခိတစ်လီယွန်အဲလစ်15ရောက်တောင်အကုန်မှန်တာပဲဒီမွန်16ရောက်โอเคဟုတ်ပြီလက်လေးပြန်ချဆိုပါ16ရောက်လောက်မှန်တယ်ဆိုရင်တော်တော်အဆင်ပြေတယ်နော်ဒါဆိုရင်ချယ်ရိုသင်ခန်းစာအသစ်ကလေးပါကြပါမယ်တခုတော့ request လုပ်ထားတယ်နော်ဒီချက်ပြောထားတယ်သင်ခန်းစာတွေကအစင်လိုက်မဖြစ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီစာအုပ်ကကြတော့စာအုပ်ထဲမှာကလေလွယ်တာတွေရောခက်တာတွေရောရောနေတာဆိုတော့ဒီချက်ပါတာဒီချက် rearrange ပြန်လုပ်ထားပါတယ်အဲ့အတွက်နောက်သင်ခန်းစာဒီ unit 37ဖြစ်ပါတယ်စာအုပ်သမားတွေ unit 37မှာစာအုပ်မရှိတဲ့လူတွေကပိုကောင်းတယ်အဲ့ဒါမရှားတော့ဒီချက် screen ကိုကြည်လိုက်ရင်ရတယ်ပေါ့နော်unit 37ဖြစ်ပါတယ်ဒီချက်သင်ခန်းစာလေးတွေကိုနည်းနည်းချိတ်ပြီးတော့သင်တာဆိုတော့ပထမဦးဆုံးဒီချက်တို့သင်ခန်းစာထိတ်ဆုံးသင်ခန်းစာအနေနဲ့ပြန်ပြီးတော့ recap လုပ်ပါမယ်ကျွန်တော် unit 1မှာသင်ခဲ့တာက am is are ကိုအဓိကသင်ခဲ့တယ် unit 2မှာကျတော့ am is are ကိုမှ question မေးခွန်းပုံစံနဲ့သင်ခဲ့တယ်ဆိုတော့ထိတ်ဆက်ကရှိသွားပြီနောက် unit 3တော့မဟုတ်ပါတော့နောက်တတိယမြောက် unit မှာကျတော့ A နဲ့ N နဲ့ကိုတွဲသင်တယ်ဒါဆိုပို့ပြီးအချိတ်ဆက်ရှိသွားပြီအခုသင်မှာကကျတော့ there is there are ဆိုတော့အဲ့ဒီ am is are ပါပဲ am is are ကို there နဲ့တွဲပြီးတော့ am တော့မပါဘူး is နဲ့ are ကို there နဲ့တွဲပြီးသင်မှာအကုန်လုံးကအချိတ်ဆက်မိအောင်လို့ဒီချက်လုပ်ပေးထားတယ်ဒါဆိုရင်ဒီချက်ကpre knowledge အနေနဲ့ပေါ့နော်နည်းနည်းလောက်မေးအောင်မယ် there is နဲ့ this is နဲ့တူလားမတူပါဘူးကျေဟုတ်ပါဘူးကျေ မတူဆိုဘာမတူတာလဲပြောတယ်မတူရင်ဘာမတူလဲ ဒီကျေဒီကကျတော့ညာလေးအကျထဲမှာဒီကတော့လေးလာတယ်this is ကကျတော့အရာဝတ္ထုတွေကိုပြောတာပါကျေthere is ကလည်းအရာဝတ္ထုတွေပါတာပဲလေအဲ့ဒီမှာပန်းသီးတစ်လုံးရှိရအဲ့ဒီမှာလိမ္မော်သီးတစ်လုံးရှိရအဲ့လိုပြောတာမဟုတ်လားအဲ့မှာရှိတယ်အဲ့ဒီအရာဝတ္ထုပါကျေတယ်ဆိုတာဟိုမှာနဲပါချေအဲ့ဒါပြောရတယ်ဒီစစ်ညာပါလက်ထဲမှာကြိုင်ထားတဲ့အရာဒီမှာရှိရဆိုတော့ပြောရချေအရာဝတ္ထုရဲ့ location ကိုပြောတာပါကျေthis is ကအနဲပါချေ
အညာအညာ ဒီမှာဘဲအာမပါပါဘူးအာမပါပါဘူး This is is တဲ့ပဲဟာ This It's is a got yoga. this is gotကြောင့်ဝတ္ထုကိုပြောတာ there is ကကြောင့်နေအောင်ပြော နေရာတွေကိုပြောချင်တာပါ ဟုတ်ပြီအဲ့တော့ဒီလိုလေးမှတ်ရအောင်နော်ဒီလွယ်အောင်နည်းနည်းလေးရေးပေးမယ်ခုနပြောရတဲ့ထဲမှာလည်းမှန်ပါတယ်တော်တော်များများပြောသွားတာလေးတွေမှန်ပါတယ် there is ကကြတော့လေဟိုနည်းနည်းရေးပေးမယ်နော် note လေးရေးပေးမယ်ဒါလေးလိုက်မှတ်ခြင်းလည်းမှတ်တာပေါ့နော်ကိုကမြန်မာလိုပဲမှတ်ခြင်းလည်းမှတ်အင်္ဂလိပ်လိုမှတ်ခြင်းလည်းမှတ် ဟုတ်ကဲ့ပါဒီကျ Okay, there it's mean something exists or it's located in a particular place. ပြောချင်တာကတခုခုပေါ့ဒီနေရာမှာရှိတယ်လို့ပြောချင်တယ်ဥပမာကိုကကြောင်လေးအကြောင်းပြောမှာဒါဆိုအဲ့ကြောင်လေးကဘမှာရှိနေတဲ့ကြောင်လေးလဲဥပမာဇပွဲကုံပေါ်မှာကြောင်လေးတစ်ကောင်ရှိနေ There's a cat on the table ဒါဆိုလို့ရှိရင်အဲ့ဒီ there is ဒီကြောင်ကိုပြောတာမဟုတ်ဘဲနဲ့ကြောင်ကအဲ့ဒီမှာရှိတယ်အဲ့ဒီနေရာမှာရှိတယ်ဆိုတာကိုပြောချင်တာ there is ကကြတော့တဲ့ particular place ဆိုတာနေရာလေးတစ်ခုကိုပြောချင်တာအဲ့ဒီနေရာလေးမှာရှိနေတာဒီပစ္စည်းလေးကအဲ့မှာရှိနေတာဆရာမကစာသင်ခန်းထဲမှာရှိနေတာ there is a teacher in the classroom စာသင်ခန်းထဲမှာဆရာမကရှိနေတာအဲ့ဒီမှာရှိနေတာသူရဲ့ရှိနေတဲ့နေရာလေးပေါ့ located ဆိုတာတည်နေရာလေး place ဆိုတာကလည်းနေရာလေးပဲတတ်မှတ်ထားတဲ့နေရာလေးမှာဒီဆရာမကရှိနေတာဒီကျောင်းသားကရှိနေတာဒီကျောင်းလေးကရှိနေတာဒီအိမ်ကရှိနေတာဒီမုတ်ကရှိနေတာအဲ့လိုမျိုးပြောချင်တာ this is ကကြတော့ဘာကိုရည်ညွှန်းတာလဲဆိုလို့ရှိရင်သူကကြတော့ဥပမာ things လည်းဖြစ်နိုင်တယ်ပစ္စည်းတွေလည်းဖြစ်နိုင်တယ် people လူတွေလည်းဖြစ်နိုင်တယ်အများသောအားဖြင့်ပစ္စည်းကိုသုံးတယ်ဒီချက် example လေးတစ်ခုခွဲပြီးတော့ပြပေးမယ်အဲ့အောက်မှာလည်းရှိတယ်ဒီမှာဆိုလို့ရှိရင် this is to it is to အတူတူပဲเนาะ this is က it is နဲ့အတူတူပဲเนาะသုံးလို့ရတယ်ဒါပေမဲ့တော်တော်များများက this is ကိုပို့ပြီးအသုံးများလို့ဒီချက်ဆိုလဲ this is ကိုပို့ပြီးတော့အားတန်တယ်ဒီဟာလေးကိုတစ်ချက်ကြည့်အောင် there is a ball in the box အဲ့စာကြောင်းလေးဖတ်ကြည့်ပါဦး There's a ball in the box. There is more in the box. the box အဲ့တော့ဒီစာကြောင်းထဲမှာဆိုလို့ရှိရင်အဲ့ there is ကဘာကိုပြောချင်တာလဲဆိုတော့ဘောလုံးလေးအဲ့ဘောလုံးကဘမှာရှိတဲ့ဘောလုံးလဲဆိုရင် box ထဲမှာဘူးထဲမှာရှိတဲ့ဘောလုံးကိုပြောချင်တာဘောလုံးဆိုတာကိုရည်ညွှန်းချင်တာမဟုတ်ပဲねအဲ့ဒီတစ်တာထဲမှာဘူးထဲမှာရှိတဲ့ဘောလုံးကိုပြောချင်တာအဲ့တော့ဘူးထဲမှာဘောလုံးလေးတစ်လုံးတည်ရှိပါတယ်ဘူးထဲမှာဘောလုံးလေးတစ်လုံးရှိနေပါတယ်ဆိုတဲ့နေရာကိုပြောချင်တာ there is ကအဲ့စာကြောင်းကိုပဲ this is နဲ့ထပ်ပြီးရေးပြမယ် this is a ball အဲ့ဒီ this is ကကြတော့ဘာကိုပြောချင်တာလဲသိလားဘောလုံးကိုပဲပြောလိုက်တာဒါပေမဲ့နေရာတွေမပါဘူးဘာမှရှိတဲ့ဘောလုံးလဲဆိုတာမပါဘူးဒါကဘောလုံးပါပြီးပြီဒါကဘောလုံးပါဟုတ်တယ်လေဘောလုံးလေးကိုကင်ပြလိုက်တယ်ဒါကဘောလုံးပါဒီမှာဆိုလို့ရှိရင်လည်းဖုန်းလေးကိုကင်လိုက်တယ် this is a phone ဒါကဖုန်းပါပြီးနေပြီသူဖုန်းကဘယ်လိုပုံစံဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ကျန်တာတွေမလိုတော့ဘူးဒါဟာဖုန်းဖြစ်တယ်ဆိုတာကိုပဲပြောလိုက်တာ this is the things ပစ္စည်းတွေနဲ့ people လူတွေကိုဓာတ်ရိုက်တဲ့ပြောခြင်းသုံးတယ်ဒါက phone ဒါက computer ဒါကအင်ကြီးဒါကယောက်ျားလေးဒါက main ကလေးအဲ့လိုပြောလိုက်တာ this is there is ကကြတော့အဲ့လိုမဟုတ်တော့ there is a phone in front of the TV ရှေ့မှာဖုန်းရှိတယ်နေရာကိုပြောတာ there is a computer on the table စပွဲကုံပေါ်မှာ computer ရှိတယ်အဲ့ဒီမှာရှိတယ်သူ့ရဲ့တည်ရှိမှုကိုပြောလိုက်တာအဲ့ဒါက there is နဲ့ this is နဲ့မတူဘူးခလေးတွေအမြဲတမ်းမှားရေးတယ်there is the place လို့ခေါ်တဲ့ဒီနေရာကိုရည်ညွှန်းတာဖြစ်ပြီးတော့ this is ကကြတော့အဲ့ဒီပစ္စည်းဟာဒါဖြစ်ပါတယ်ဒါကဖုန်းပါဒါကအိပ်ယာပါဒါကလူပါတယောက်ချင်းကိုပဲအတိအကျရည်ညွှန်းချင်တာက this is ဖြစ်တယ်အဲ့နှစ်ခုကိုကိုပြပြသိသွားရင်ရပြီ there are လည်းအဲ့လိုပဲ there are လည်းအဲ့တိုင်းပဲเนาะဆိုတော့ there are ဆိုလို့ရှိရင်သူက there is ကကြတော့ပစ္စည်းတစ်ခုတည်းကိုပြောတာ is နဲ့သုံးတာ is နဲ့သုံးတော့ပစ္စည်းတစ်ခုတည်း there are ဆိုရင်တော့ပစ္စည်းအများကြီးပေါ့ဟိုမှာ there are 3 phones in the bag အဲ့ထဲမှာဖုန်း3လုံးရှိတယ်အဲ့ဒီမှာရှိတယ်နေရာလေးကိုပြောချင်တာเนาะ okay ဒါဆိုလို့ရှိရင်တချို့တို့ဒီသင်ခန်းစာလေးကိုစရအောင်အဲ့တော့ဒီမှာ reading လေးဖတ်ရမှာလေးတစ်ချက်ရှိတယ်
ဒီ sentence လေး 3 ကြောင်းဖတ်ပြပါဦး There is a man on the There is a man on the wall. A trade as study there are 7 days in a week. There are โอเคဟုတ်ပြီဒီမှာခက်တဲ့စကားလုံးမဟာလို့တော့ဒီချက်ဒီနဲ့အဲ့တော့ဒီမှာအဓိကသင်ရမယ်သင်ခန်းစာလေးမှာကတော့စလုံးလေးကနှလုံးနဲ့ပါ there is နဲ့ There are အဲ့တော့လေးပဲမှတ်လိုက်တချို့တို့ there is တွေ there are တွေကိုမှတ်ရတာရှုပ်နေသေးရင် is နဲ့ are နဲ့ကိုပဲမှတ်လိုက်အရှိ unit 1မှာသင်ခဲ့တဲ့ is ဒီ singular are ဒီ plural ဒါလေးသင်အဲ့တော့ there is ဒီ singular noun တစ်ခုတည်းနဲ့တွဲတယ် there are ကတော့ plural noun တွေအများကြီးနဲ့တွဲတယ်အဲ့တော့နံပါတ် A မှာသူကပြထားတယ် there's a man on the roof တဲ့ဒီမှာ a man လူတစ်ယောက်တည်းကိုပြောချင်လို့ there's နဲ့သုံးတယ်အဲ့ဒီ there is ကိုအတူကောက်ရေးမယ်ဆိုရင် THERE apostrophe s there's အတန်ထွက်လေးက there is လို့မထွက်တော့ဘူးသူ့ကိုဘယ်လိုထွက်လဲဆိုရင် there's အဲ့လိုလေးထွက်တယ်အဲ့တော့ there's a man on the roof တဲ့အဲ့ဒီမှာပါတဲ့ there's ကဘာကိုရည်ညွှန်းကျင်တာလဲဆိုရင်ခေါင်မိုးပေါ်မှာရှိနေတဲ့လူကိုပြောချင်တာa man တစ်ခုတည်းကိုရည်ညွှန်းတာမဟုတ်ဘူးเนาะ a man on the roof အဲ့ဒီလူကခေါင်မိုးပေါ်မှာရှိနေတာအဲ့ဒီလူရဲ့လက်ရှိရှိနေတဲ့နေရာဟာခေါင်မိုးပေါ်ရောက်နေတာအဲ့ဒါကိုပြောချင်တာ there's a man on the roof တဲ့ဒီလူဟာခေါင်မိုးပေါ်မှာရှိနေတယ်ခေါင်မိုးပေါ်မှာအဲ့ဒီလူတစ်ယောက်ရှိနေတယ်ဒီလိုပြောချင်တာအဲ့ဒုတိယစာကြောင်းမှာကျတော့ there's a train at 10:30 10:30မှာယထာတစ်စီးလာတယ်အဲ့တော့10 နာရီခွဲပေါ့နော်10 နာရီခွဲမှာဆိုရင်ယထာစိုက်တယ်ပေါ့နော်ဒီသွားမဲ့ယထာရှိတယ်အဲ့တော့ယထာတစ်စီးတည်းကိုပြောချင်တာမလို့ there's နဲ့သုံးထားတယ် there's a train at 10:30ဒီလိုလေးသုံးတယ်အဲ့ဒါပေမဲ့ noun ကတစ်ခုတည်းမဟုတ်တော့အများကြီးဖြစ်သွားပြီဥပမာနေ့9နေ့ပေါ့ကျွန်တော်တို့တစ်ပတ်မှာနေ့9နေ့ရှိရယ် Sunday ကနေပြီးတော့ Saturday အထိ9ရက်ရှိတယ်ပေါ့အဲ့တော့နေ့9နေ့ကိုရည်ညွှန်းတဲ့အခါကျတော့ there's တစ်လုံးနဲ့သုံးလို့မရတော့ဘူး there are လို့သုံးဘာလို့9ရက်ကို there are 7 days in a week တစ်ပတ်မှာ9ရက်ရှိတယ်အဲ့တော့ဒီ there is တွေ there are တွေဒီ noun singular noun plural noun ပေါ့မူတည်ပြီးတော့ပြောင်းသွားတယ် singular noun တစ်ခုတည်းနဲ့ဆိုရင် there's နဲ့သုံးတယ် plural noun အများကြီးနှစ်ယောက်နှစ်ခုကနေစပြီးအများကြီးဖြစ်သွားရင် there are နဲ့သုံးတယ်အဲ့ဒါလေးမှတ်ထားရင်ရဟုတ်ပြီနော်သူဒီမှာလည်းအသေးစိတ်လေးပြန်ပြီးရှင်းပေးထားတယ်ကြည့်အောင် there is ကိုအတူကောင်းအနေနဲ့ there's လို့ရေးလို့ရတယ် apostrophe s အတန်ထွက်လေးပါပြောင်းသွားတယ် there's အမှန်တိုင်းပြောရရင်အဲ့ဒီ short form နဲ့ပြောတာကပိုကောင်းတယ် speaking ပြောရင်လေ speaking တွေဘာတွေလုပ်တဲ့အခါကြလို့ရှိရင်လေ there is တို့ဘာလို့ပြောတာထက် there's အဲ့လိုပြောတာကပိုပြီးတော့ကောင်းတယ်နော်နည်းနည်းလေ့ကျင့်ပြီးပြောကြည့်ပါနော် now there's ကိုတချို့တို့ကမေးခွန်းလုပ်ချင်တယ်ဆိုရင်အရန်လွယ်တယ်ပြောင်းပြန်ရေးလိုက်ပါ there is ကိုပြောင်းပြန်လန်လိုက် is there ရှိတယ်မဟုတ်တော့ရှိသလားဖြစ်သွားတယ်အဲ့တော့အဲ့ဒီမှာကောင်လေးတစ်ယောက်ရှိတယ်ဒါဆိုအဲ့ဒီမှာကောင်လေးတစ်ယောက်ရှိသလားလို့ပြောခြင်း is there a boy ကောင်လေးတစ်ယောက်အဲ့မှာရှိသလား is there a boy under the tree ပြပင်အောက်မှာကောင်လေးရှိသလားမေးခွန်းနဲ့အဖြေဟာအင်မတန်လွယ်တယ်အင်မတန်ရိုးရှင်းတယ်အဖြေက there is မေးခွန်းပုံစံပြောင်းရင်တော့ is there တန်းတာအကုန်ပြန်ရေးလွယ်လွယ်လေးနော်တကယ်လို့တချို့ကမရှိဘူးလို့ညင်းကျင်တယ်ညင်းကျင်ရင်လွယ်လွယ်လေး not ထည့်လိုက်ပေါ့ there is အနောက်မှာ not ထည့်လိုက်တယ်အဲ့တော့ is not ကိုတချို့တို့ unit 1မှာသင်ခဲ့တယ် is not ကိုအတူကောက်ရေးမယ်ဆိုရင်ဘယ်လိုလေးရေးလို့ရလဲyes impossible isn't there isn't လို့လည်းရေးလို့ရတယ်နောက်တစ်မျိုးဒီလိုလည်းရေးလို့ရတယ် there's not လို့လည်းရေးလို့ရပြီမယ် speaking မှာအဲ့လိုမျိုးမသုံးspeaking မှာက there's not ကိုတိတ်ပြီးတော့မသုံးဒီချက်လည်းမသုံးဘူးကြိုက်လို့ပေါ့နော်အပေါ်က there isn't ကိုပဲသုံးတယ်အဲ့တော့ဒီနှလုံးလေးကကိုအားတန်လေးတစ်ခုလောက်မှတ်ထားရင်အောင်အဆင်ပြေတယ်ကိုက there's not လို့သုံးခြင်းလည်းသုံးပေါ့ there isn't လို့သုံးခြင်းလည်းသုံးကြိုက်တာကိုသုံးလို့ရတယ်မှန်အောင်တော့ဟုတ်ပြီနော်အဲ့တော့ဒီမှာတချို့တို့ example လေးနဲ့တွဲပြီးလေ့လာကြည့်အောင် there's a big tree in the garden there's a big tree singular noun ဖြစ်တဲ့အတွက် there's နဲ့သုံးတယ် there's a big tree in the garden တန်းကြံထဲမှာတစ်ပင်အကြီးကြီးတစ်ပင်ရှိတယ်ဒါဒီတစ်ပင်ကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့အဲ့ဒီပန်းကြံထဲမှာအဲ့ဒီတစ်ပင်ကရှိနေတယ်ဆိုတာကိုရည်ညွှန်းတာဒီပန်းကြံထဲမှာဒီတစ်ပင်အကြီးကြီးရဲ့တည်ရှိမှုရှိနေမှုကိုရည်ညွှန်းတာ there's က this is a big tree ဆိုရင်တော့တစ်ပင်ကိုပြောတာဒါဟာတစ်ပင်ကြီးပါလို့ပြောလိုက်တာ
ဒါပေမဲ့ there's ကကြတော့အဲ့ဒီမှာတစ်ပင်ကြီးရှိနေတယ်လို့ပြောတာမတူဘူးเนาะဒီမှာကြတော့ there's nothing on TV tonight there's အဲ့ဒီမှာ nothing ရဲ့အဓိပ္ပာယ်လေးကိုလည်းပြောပြအောင်မယ်ဒီစာကြောင်းဆိုလို့ရှိရင် not မပါဘူးဒါပေမဲ့သူ့ရဲ့အဓိပ္ပာယ်က not အဓိပ္ပာယ်တက်ရောက်နေတာဒီည TV မှာဘာအစီအစဉ်မှမရှိဘူးဘာလို့လဲဆိုတော့ nothing ရဲ့အဓိပ္ပာယ်ကဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ် not လည်းထည့်စရာမလိုသူ့တစ်လုံးလေးကကိုဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်နေတာအဲ့တော့ there's nothing ဘာမှမရှိပါဘူးလို့ပြောခြင်းအဲ့စာကြောင်းလေးကြက်ထား there's nothing ဟုတ်ပြီနော် there's nothing on TV tonight ဒီည TV မှာဘာအစီအစဉ်မှလာမှာမဟုတ် there's nothing in the refrigerator at home ငါအိမ်ကရေခဲတက်တာထဲမှာဘာမှမရှိရေပဲရှိအဲ့လိုပြောခြင်းရင်လေ there's nothing in the refrigerator ဒါမှမဟုတ်လို့ရှိရင်လေ there's nothing in my purse ငါပတ်စံအိတ်ထဲမှာဘာမှမရှိတပြားမှမရှိအဲ့လိုပြောခြင်းရင်လည်းပြောလို့ရတယ် there's nothing နဲ့အကုန်လုံးသုံးလို့ရတယ်ဟုတ်ပြီနော်ဒါကရိုးရိုး affirmative sentence နောက်တစ်ခုက question sentence မှာဆိုရင်ဒီလိုလေးသုံးလို့ရတယ်ဥပမာ do you have any money မင်းမှာပတ်စံရှိလားရှိရင် yes there's some in my bag အဲ့ထဲမှာနည်းနည်းတော့ရှိတယ် yes there's some in my bag မရှိရင်နော် no I don't လို့လည်းသုံးလို့ရတယ် no there's nothing လို့လည်းသုံးလို့ရတယ်ကြိုက်တဲ့ pattern နဲ့သုံးနော်ဒီမှာဆိုလဲသူကမေးထားတယ် accuse me တစ်စိတ်လောက်ပါတဲ့ is there a hotel there is ကိုပြောင်းပြန်လှန်ပြီးရေးထားတယ် is there အဲ့ဒီမှာရှိသလား a hotel တစ်ခုရှိသလား near here ဒီနားလေးမှာပေါ့အဲ့တော့ဒီနားအနီးတစ်ဝိုက်လေးမှာပေါ့အဲ့တော့ဒီမှာတော့ is there နဲ့ near here နဲ့ကိုကျတော့တွဲလိုက်မယ်ဒီနားတစ်ဝိုက်မှာ hotel တစ်ခုရှိသလားရှိလားမရှိဘူးလားရှိရင် yes there is မရှိရင် no there isn't ဒီလိုလေးပြောလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ညင်းမယ်ဆိုရင်တော့ isn't နဲ့ညင်းလို့ရတယ်အဲ့တော့ there is နဲ့ there are ကဘာကွာလဲဘာမှမကွာဘူး there is မှာတော့က isn't လို့သုံးနေဆိုရင် there are ကြောက်လို့ရှိရင် there aren't လို့သုံးပါပေါ့ are not yet အတူကောက်ဒီ aren't လို့သုံးတယ်အဲ့တော့အဲ့ pattern လေးတစ်ချက်စက်ထားရင်ရပြီဒီဘေးက example တွေမကြည့်တော့မှဒီဟာလေးကြည့်ထားရင်ရတယ် there are ဆိုရင်မေးခွန်းလုပ်ချင် are there not ထည့်ကြတယ်ဆိုရင် there are not ဒါပေမဲ့ speaking လုပ်ရင် there are not လို့ဘယ်သူမှမပြောဘူး there aren't လို့ပဲပြောတယ်ဒီအကွက်ကလေးနှစ်ခုကိုစက်ထားတယ်ဆိုလို့ရှိရင်ဒီ unit 37လေးကရပြီဒီလိုလေးသတ်မှတ်လို့ရတယ်ဟုတ်ပြီနော်ဆိုတော့မှတ်မဲ့သူတွေက example တွေမကူးပဲနဲ့ဒီ box လေးကိုပဲကူးချင်ကူးထားပါတော့ example ကြတော့နည်းနည်းရှည်လို့မရေးနဲ့ရေးမယ်ဆိုရင်ဒီနှစ်ကွက်ကိုရေးထားလို့ရတယ်ဟုတ်ပြီနော်ရေးလို့ပြီးရင်ပြောနော်ဟုတ်ကဲ့ပါဆရာဟောအများကြီးတွေမရေးနဲ့နော်ပုံကြီးပြန်ပို့ပေးမှာဆိုတော့လုံးဝကိုယ့်ကိုနှုတ်ထဲမှာမှတ်ချင်တော့ဒီနှစ်ကွက်ပဲမှတ်နော်ကျန်တာတွေမရေးသေးနဲ့အောင် ဟုတ်ကဲ့ teacher Here, can I say something? yes Teacher, you told me like Ava, but my name is not Ava, I'm Ava. oh Ava sorry Ava လို့ထင်လိုက်တာပေါ့နော်clear ရေးလို့ပြီးပြီလားရေးလို့ပြီးရင်မှ this is နဲ့နှိုင်းရှင်ထားတယ် this is မဟုတ်မှာတော့ it is နဲ့နှိုင်းရှင်ထားတယ်ရပြီအဲ့တော့ this is ကိုလည်းတချို့က it is လို့ပဲသုံးလို့ရတယ်ဒါပေမဲ့မတူတာကတော့ there is နဲ့တော့မတူဘူးဆိုတာလေးကိုဒီမှာတစ်ချက်ကြည့်အောင်နော်အဲ့တော့ there is ကကြတော့တဲ့နမူနာသူပေးထားတယ်အဲ့ခုနတချို့ရှင်းတဲ့ဟာနဲ့အတူတူပဲ there's a book on the table
အဲ့တော့စာအုပ်ကိုပြောချင်တာမဟုတ်ပဲね तू ကဘာကိုပြောချင်တာလဲဆိုရင်စပွဲကုံပေါ်ကစာအုပ်လို့ပြောချင်တာဒီမှာလဲ तू mention လုပ်ပေးထားတယ် There's a book on the table ဆိုတာကတဲ့ It's a book on the table နဲ့မတူပါဘူးတဲ့ဟုတ်ပြီနော်ဘာမတူဘူးလဲဘလို့မတူဘူးလဲဆိုရင်နော် It's ဆိုလို့ရှိရင်နော်တဲ့ the book စာအုပ်ကိုပဲရည်ညွှန်းတာဖြစ်ပြီးတော့တဲ့ There's ကကြတော့သူ့ရဲ့တည်ရှိမှုစပွဲကုံပေါ်မှာဒီစာအုပ်လေးဟာရှိနေပါတယ်ဆိုပြီးတော့နေရာကိုရည်ညွှန်းတာဖြစ်ပါတယ်တဲ့အဲ့တော့သူ့ကိုတချို့တို့ကအကြမ်းမှတ်မယ်ဆိုလို့ရှိရင် place လို့အကြမ်းမှတ်လို့ရတယ်ဒီမှာကိုတော့တချို့တို့က things လို့အကြမ်းမှတ်လို့ရပါတယ်အဲ့တော့ it is ဆိုလို့ရှိရင်နော် this is နဲ့ the next thing နဲ့ I like this book ငါဒီစာအုပ်ကိုကြိုက်တယ် it's interesting ဒါကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာသုံးတယ် it's ဒါကဆိုတာဒီဘာကိုပြောချင်တာလဲဆိုတော့ book အဲ့ဒီစာအုပ်ကိုပြောချင်တာငါဒီစာအုပ်ကိုဖတ်တယ်ငါဒီစာအုပ်ကိုကြိုက်တယ်ဘာလို့ကြိုက်တာလဲအဲ့ဒါကစိတ်ဝင်စားစရာကောင်းအဲ့ဒါကဆိုတာအဲ့ဒီစာအုပ်ကိုပြောချင်တာ thing ပေါ့ပစ္စည်းပေါ့ဒီစာအုပ်ဆိုတဲ့ပစ္စည်းကိုပြောချင်တာဒီမှာပြထားတဲ့ there's a book on the table ကကြတော့စပွဲကုံပေါ်မှာရှိနေတဲ့စာအုပ်ဆိုတဲ့ဒီစပွဲကုံပေါ်ကစာအုပ်ဆိုတာကိုပြောချင်တာနေရာပေါ့ဒါနေရာလဲပါမယ်အဲ့ဒီမှာရှိနေတာအဲ့စာအုပ်ကအဲ့နေရာမှာရှိနေတာဒီလိုမျိုးပြောချင်တာเนาะဒီနှစ်ခုဟာမတူပါဘူးဆိုပြီးတော့ compare လုပ်ထားတယ်သူနှိုင်းယှဉ်ပြထားတယ်ဒီမှာ sentence လေးနှစ်ကြောင်းဖတ်ပြီးပြီးထားတယ် what's that noise what's that noise ဒီစုညံတန်ကဘာလဲပေါ့เนาะအတန်တစ်ခုကြားတယ်စုနေတဲ့အတန်ဘာတန်လဲဆိုပြီးတော့သူကပြောထားတယ်เนาะအဲ့ဒီမှာပါတဲ့ that noise เนาะအဲ့ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်စုညံတန်ပေါ့ noise ကစုညံတန်နောက်ဒီမှာဆိုလဲ it's a train it's a train အော်ဘာစုညံတန်ကြီးလဲဆိုရင်တော့ယထာလာနေတာ it's a train အဲ့ဒီမှာသုံးတဲ့ is ဒီဘာကိုပြောချင်တာလဲစုညံတန်ကိုပြောချင်တာအဲ့ဒီစုညံတန်ဟာဘာကနေဖြစ်လာလဲဆို oh a train ယထာစီကနေလာနေယထာလာနေလို့เนาะအဲ့ဒါကိုပြောချင်တာဒီမှာဆိုရင်လဲ there's a train at 10:30 10နာရီခွဲမှာယထာရှိယထာတစ်စီးရှိတယ်လာလိမ့်မယ် it's a fast train သူကအရန်ကိုမြန်တဲ့ယထာပဲအဲ့ဒီမှာပါရဲ့ it's ကကြတော့ဘာကိုရည်ညွှန်းတာလဲဆိုလို့ရှိရင်အဲ့ဒီ10နာရီမှာလာမဲ့ယထာဆိုတဲ့ thing အဲ့ပစ္စည်းကိုရည်ညွှန်းကြတာအဲ့တော့ it it ဆိုလို့ရှိရင် thing ပစ္စည်းတွေကိုရည်ညွှန်းတာအရာဝတ္ထုတွေကိုရည်ညွှန်းတာဖြစ်တယ် there's ကကြတော့အရာဝတ္ထုကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့10နာရီမှာဆိုရင်တော့ဒီယထာတစ်စီးရှိတယ်ဒါဆိုရင်အဲ့ဒီ10နာရီမှာဒီနေရာမှာအဲ့ယထာကစိုက်မှာနေရာကိုရည်ညွှန်းတာဖြစ်တယ်ဟုတ်ပြီနော်ဒါပေမဲ့စာရီအများကြီးဖတ်သွားလို့ရှိရင်အဲ့ဒါပို့ပြီးတော့ရှုပ်သွားလိမ့်မယ်အဲ့တော့အရန်မရှုပ်နဲ့ဒီချက်ပြောထားသလိုနှစ်ခုပဲမှတ်ထားဒီနေရာလေးမှာဒီပစ္စည်းလေးရှိနေတယ်ဟိုနေရာလေးမှာဟိုပစ္စည်းလေးရှိနေတယ်နော်အဲ့တော့တစ်ခုခုရဲ့တည်ရှိမှုကိုပြောခြင်း there's နဲ့သုံးပါတယ် there are ကတော့ပစ္စည်းတွေအများကြီးရှိနေတာကိုပြောခြင်းသုံးပါတယ်အဲ့လောက်လေးသိထားတယ်ဆိုလို့ရှိရင်ရပြီဟုတ်ပြီနော်အဲ့တော့ပစ္စည်းတစ်ခုတည်းဆိုရင် A တွေ N တွေထည့်ပြီးတော့သုံးလို့ရတယ်ကျတို့ဒီဒုတိယမြောက်သင်ခန်းစာမှာတော့တတိယမြောက်သင်ခန်းစာမှာသင်ထားတဲ့ A တွေ N တွေကိုတစ်ခါတည်းထည့်ပြီးတော့သုံးလို့ရတယ် there are ဆိုရင်တော့ A တွေ N တွေထည့်စရာမလိုဘူးနော်လေ့ကျင့်ခန်းလေးတွေအတူတူလုပ်ကြည့်အောင် 37.1 နော်အဲ့တော့ can them in a small town it's a small town look at the information in the box and write sentences about can them with there is there are or there isn't there and မြို့လေးတစ်မြို့ရဲ့ပုံကလေးတို့ကိုပြထားတယ်ဆိုတော့အဲ့ဒီမြို့ထဲမှာရှိနေတဲ့အရာဝတ္ထုတွေကိုအရာဝတ္ထုပစ္စည်းတွေအဆောက်အဦတွေကိုတချို့တို့က there is တွေ there are တွေဒါမှမဟုတ်ရင်လည်း there isn't there and နဲ့ရေးပြရပါမယ်တဲ့နံပါတ်1 a castle castle C A S T L E castle ကရဲတိုက်ဆိုတာကအဆောက်အဦအမြင့်မြင့်ကြီးပေါ့ကျတော့ဟိုကာတွန်းကားတွေထဲမှာပါတယ်လို့လေမင်းသမီးတွေစစ်တီရဲမက်တွေနေတဲ့ရဲတိုက်ပုံစံမျိုးပေါ့နော်အဲ့လိုနည်းနည်းရှေးကြတဲ့အဆောက်အဦမျိုး castle အဲ့တော့ဒီပုံထဲမှာအဲ့ castle ရှိလားရှိတွေ့လားပုံထဲမှာအဲ့လိုရဲတိုက်မျောစင်အမြင့်တွေ့လား no တွေ့ပါဦးတွေ့ရှိတွေ့ပါဦး မရှိဘူးဖြစ်တဲ့အတွက်သူကလည်းပဲဒီမှာ no လို့ဖြေပေးတာဟုတ်တယ်မရှိဘူးတဲ့ဒါဆိုရင်မင်းတို့ကတဲ့စာကြောင်းပြန်ပြီးတော့ရေးပေးရမှာပေါ့တဲ့မရှိဘူးလို့ပြောချင်တာအဲ့ဒီမှာမရှိဘူးလို့ပြောချင်တာဆိုတော့တဲ့ there is လား there are လား there isn't လား there and လား There isn't. there is အဲ့တော့ဘာလို့အဲ့ there and တော့မဖြစ်တာဘူးလားတဲ့ No. because the present is only one. castle is only one ပေါ့နော် castle ကတစ်ခုတည်းလေနော် a castle လို့ပြောထားတယ်တစ်ခုတည်းဆိုရင် there and သုံးလို့မရတော့ဘူး there isn't ပဲရမယ်အဲ့တော့ there မရှိဘူးဆိုတော့ isn't a castle အဲ့ဒီမှာ castle တစ်ခုမှမရှိဘူး
there isn't a custom သူအဖြေပေးပြီးသားမေးခွန်းလည်းပေးတယ်အဖြေလည်းပေးတယ်တို့ကအဲ့ဒါကိုကြည့်ပြီးတော့ပြန်ရေးအောင်ပါဒါဆိုရင်ဒုတိယစာကြောင်းမှာ any ဒီဟာလေးအတန်ထွက်လေးမေးကြည့်အောင်မယ် RESTAURANTS ဘယ်လိုလေးအတန်ထွက်လဲ restaurant Okay သူရဲ့အတန်ထွက်လေးကဒီချာတို့ငငယ်တုန်းကဆိုရင်အရန်မှားတယ်သူ့ကိုဒီချာတို့ကဘယ်လိုထွက်ခဲ့လဲဆိုတော့ restaurant လို့ထွက်ခဲ့ရဟိုငငယ်ပေါ့နော်9တန်းလောက်ကဆိုရင် restaurant လို့ထွက်ခဲ့ရတကယ်တော့သူ့ရဲ့အတန်ထွက်လေးက restaurant ပဲအဲ့ဒါပဲ restaurant နော်အဲ့တော့ any restaurants အဲ့မှာစားတောက်ဆိုင်တွေရှိလားတဲ့သူဖြေပေးထားတယ်သူဘယ်လိုလေးဖြေပေးထားလဲ Yes, a lot. Yes a lot there are a lot of them ရှိတယ်လို့ဖြေရမှာပေါ့ a lot ဆိုတော့များများရှိတယ်ပေါ့ဟုတ်တယ်မြို့ဆိုတော့စားတောက်ဆိုင်ကြီးအများကြီးရှိတာပေါ့ဒီလိုလေးဖြေပေးရမှာဒါဆိုရင်ရှိတယ်များတယ်ဆိုတော့ there is လား there are လား there are နဲ့ဖြေတော့ဖြေပေးရမှာပေါ့ဆိုရင်ဟုတ်ပြီ there are သူက a lot နဲ့ဖြေစေတင်တယ်ထည့်ပေးလိုက်အဲ့ a lot ကို there are a lot of a lot ရဲ့နောက်က သွားလို့ရတယ် there are a lot of ဒါတွဲရက်ကလေးပေါ့ a lot of ဆိုတာများများရှိတယ်လို့ပြောချင်တာ there are a lot of restaurants အဲ့တော့ဒီမှာစားတောက်ဆိုင်တွေအများကြီးအဲ့ဒီမှာရှိတယ်အဲ့ဒီမှာဆိုတာဘာမှလဲအဲ့ဒီမြို့လေးထဲမှာအဲ့ small town မြို့လေးထဲမှာစားတောက်ဆိုင်တွေအများကြီးတည်ရှိနေပါတယ်ဆိုတာကိုပြောချင်တာဒီမြို့လေးထဲမှာပဲရှိနေတာဒါကိုပြောချင်တာเนาะအဲ့တော့ there are a lot of restaurants ဖြစ်ပါတယ်ဒါဆိုနံပါတ်3ကနေစပြီးသူအဖြေမပေးထားဘူးချေတို့ကွာကိုရေးရမယ် a hospital ဆေးရုံရောရှိသလား yeah ဒါဆိုရင်စပြီးရေးကြည့်တာဘယ်လိုရေးထားလဲ There's a hospital. There's a hospital. ရိုးရှင်းရှင်းလေးပဲဆေးရုံကတစ်ခုတည်းကိုသူပြောချင်တာဘာလို့လဲ A ပဲထည့်ထားတာဒါဆိုအများကြီးတော့မဟုတ်ဘူး A ပဲထည့်ထားတဲ့အတွက် A နဲ့ပဲရေးလိုက်ပေါ့ there is a hospital ဒီစကားတော့ short form နဲ့ရေးထားတယ် there's a hospital တူတူပါပဲ is လည်းရတယ် apostrophe s လည်းရတယ် there's a hospital ဆေးရုံတစ်ခုလည်းရှိတယ် How about a swimming pool? Is there a swimming pool? no There is in a swimming pool. There is in a swimming pool. Yes. အဲ့တော့ဒီမှာသူကမရှိဘူးတဲ့ရေကူးကန်တော့မရှိဘူးလို့ပြောထားတယ်ဒါဆိုရင်မရှိတာဆိုတော့ isn't နဲ့ and နဲ့တစ်ခုခုဖြစ်မယ်ဒါပေမဲ့သူကတစ်ခုမှမရှိတာအဲ့အချိန်မှာသူကဒီမှာ swimming pool ရှိမှလဲ A ထည့်ထားတယ်ဆိုတော့ခြေတို့က isn't လေးနဲ့သုံးတာကပို့ပြီးတော့ကောင်းတယ် there isn't a swimming pool ရေကူးကန်တော့မရှိနေပါဘူးဒီလိုမျိုးလေးပြောလိုက်တာ there isn't a swimming pool ဒါဆိုရင် number 5 how about any cinemas there are two cinemas yes there are two cinemas နှစ်ခုဖြစ်နေပါနော်တွေ့တယ်မှာcinema ရှိရတော့မှသူတစ်ခုတည်းတော့မဟုတ်သူနှစ်ခုလို့ပေးထားတယ် two နဲ့ပေးထားတယ်ဒါဆိုရင် there is လို့ရေးလို့မရတော့ဘူးဘာပဲရေးတော့မလဲ there are ပါရှိတယ် there are two cinemas ဖြစ်သွားမယ်ဒီနေ့အိမ်စာကကြတော့ဒီနေ့ကိုအိမ်စာ post ကတ်လေးတစ်ခုထပ်ခိုင်းမှုရှိရပေါ့နော်အဲ့တော့ Canva သုံးတတ်လား Yes. Canva ဘယ်ဟာဖြစ်သုံးတယ်ခဏလို့ရှိရင်အဲ့ဒါလေးလောက်ခိုင်းမယ်တကယ်လို့ Canva မသုံးတတ်တဲ့သူတွေသင်ပေးပါမယ်အခုတော့မသင်ပေးဘူး YouTube မှာသင်ထားတဲ့ဗီဒီယိုရှိတယ်2ရက်စာတွားကြည့်လိုက်လောက်တတ်သွားလိမ့်မယ်နော် Canva သုံးနည်းဒီဝင်2ရက်ပေးထားတယ်2023နဲ့Canva ဆိုတာဘာလို့သုံးတတ်ပါ့နော်သုံးတတ်တဲ့သူတွေကတော့မကြည့်ဘူးမသုံးတတ်တဲ့သူတွေက YouTube မှာlink ချပေးမယ်အဲ့ဒီ link မှာ Canva ဆိုတာဘာလို့ဒီဟာတွေတွားကြည့်လိုက်နော်တွားကြည့်လို့ရှိရင်သိလိမ့်မယ်နော်ဗီဒီယိုလေးတစ်ချက်သွားပြီးတော့ကြည့်လိုက်ပါအတန်းကြီးလာလို့ရှိရင် project တွေပါလုပ်လို့ရှိရင်အဲ့ Canva တို့Pixar တို့တချို့ကတော့ CapCut နဲ့လုပ်တယ်ဒီကျတော့ CapCut ကိုပုံလုပ်တာတော့တိတ်မကြိုက်ဘူးဗီဒီယိုလုပ်တာပဲကောင်းတယ်နောက် InShot တို့ပါလို့နဲ့လုပ်တယ်ဒါပေမဲ့ Canva ကတော့အလွယ်ဆုံးနဲ့ပုံတွေတော်တော်ပုံတယ်လို့ပြောတယ် Canva ကဘာလို့ဒီချက်ဟုတ်ပြီဒီချက်ပို့ပေးတဲ့ဗီဒီယိုကိုသွားပြီးတော့ကြည့်လိုက်ရင်သိလိမ့်မယ် Canva ကဘာလဲဘာလုပ်တဲ့ဟာလဲဆိုတော့ကြည့်လိုက်အဲ့မှာဗီဒီယိုပို့ပေးမယ်သွားကြည့်လိုက်ပါအဲ့မှာသိလိမ့်မယ်နော်ရှင်းပြရင်အရှည်ကြီးပဲမို့လို့နောက်တစ်ခုကြည့်အောင်university university ရောရှိလား no is there a university No.
ဒါဆိုရင် Oh, bro There isn't a there university. there isn't There a isn't a university. university University. okay ဒါတော့နောက်ဆုံးတစ်ခုကြည့်အောင် is there any big hotels No. No, There no, are no, there aren't. No, there ဒါပေ aren't. မဲ့ဒီမှာတော့တစ်ချက်ကြည့်အောင် clear any big hotels လို့ပေးထားတယ်တော့ isn't လား and လား and Ants. and လိုက်နော်ဘာလို့လဲဒီမှာသူက noun က proper noun ကြီးဖြစ်နေတာနော် there and any big There aren't any big anything big hotel အဲ့တော့တစ်ခါတလေမှာစာကြောင်းတွေရေးတဲ့အခါမှာဘယ်လိုရေးရမှန်းမသိရင်မေးခွန်းကိုပဲပြန်ကြည့်ပါမေးခွန်းထဲမှာအဖြေရှိတယ်အဲ့လိုပဲအဖြေထဲမှာလည်းမေးခွန်းပြန်ကောက်လို့ရတယ်เนาะမေးခွန်းနဲ့အဖြေနည်းနည်းဆက်ဆက်မှုရှိနေတာဖြစ်တဲ့အတွက်မေးခွန်းဖတ်တဲ့အကျင့်လေးလုပ်ထားအဲ့လိုပဲအဖြေဖြေပြီးရင်လည်းမေးခွန်းနဲ့ပြန်တိုက်တဲ့အကျင့်လေးဖြစ်အောင်လုပ်ထားပါအခုတစ်ချက်အိမ်စာထည့်ရမယ့်ဟာလေးတစ်ခုပြောပြပါမယ်เนาะအဲ့တော့အိမ်စာကဘာထည့်ရမလဲဆိုလို့ရှိရင်တစ်ခေါက်နားထောင်ရအောင်ပါဒေစာလေးနားထောင်မယ်เนาะတကယ်လို့မမှီလိုက်ရင် recording ပြန်ပြီးကြည့်ပေး37.2ပါတယောက်မှမရေးနဲ့အောင်လောက်ရမယ့်ပုံစံပြောပြမယ် postcard ပုံစံမျိုးလေးပေါ့နော်တကယ်တော့ postcard တော့မဟုတ်ဘူးဘယ်လိုခေါ်မလဲ cut လေးတစ်ခုမှာ photo edit လေးနဲ့လုပ်ပေးရင်တော့ပိုအဆင်ပြေတယ်ဒီချက် page မှာတင်မှာမလို့ပါ write sentences about your town ကိုမြို့အကြောင်းကိုရေးပေးရမယ်မြို့လေကိုကမြို့လေးမှာနေရလားမြို့ကြီးဥမာရန်ကုန်တို့မန္တလေးတို့ပြင်ဦးလွင်တို့အဲ့လိုမျိုးမြို့ကြီးမှာနေရလားဒါမှမဟုတ်လို့ရှိရင်လေ township ပေါ့နော်ဥပမာမြို့အသေးလေးတွေပေါ့နော်နယ်မြို့လေးတွေမှာနေတာလားဒါမှမဟုတ်လေ village ရွာမှာနေတာလား countryside မှာနေတာလားနိုင်ငံခြားမှာနေတာလားဘယ်နေရာမှာနေကိုနေတဲ့နေရာအကြောင်းကိုစာကြောင်း6ကြောင်းရေးပေးရမယ်အဲ့ဒီစာကြောင်းထဲမှာဘာတွေကိုသုံးပြီးရေးပေးရမလဲဆိုရင် use there is there are သို့မဟုတ် there isn't there and ဆိုတာလေးကိုသုံးပြီးတော့ရေးပေးရမယ်နမူနာအနေနဲ့ဒီမှာဒီချက်ကမြို့လေးတစ်မြို့ကိုဒီချက်ပုံလေးထည့်ထားတယ်အဲ့ဒီမြို့ထဲမှာဒါဒီချက်မြို့ပဲထားပါတော့အဲ့ဒီဒီချက်တို့မြို့မှာဘာတွေရှိလဲဆိုရင် there are a few restaurants စားသောက်ဆိုင်တွေရှိတယ်အများကြီးတော့မဟုတ်နည်းနည်းပေါ့နော် a few ကတော့အနည်းငယ်ပဲစားသောက်ဆိုင်အနည်းငယ်ရှိတယ်ပြီးရင် there's a big park ပန်းခြံအကြီးကြီးတစ်ခုလည်းရှိတယ်ချေတို့မြို့မှာကတကယ်လဲပန်းခြံအကြီးတစ်ခုရှိတယ်အဲနောက်ချေတို့မြို့မှာမရှိတာကဘာမရှိဘူးလဲဆိုရင် there isn't any ဒီလိုလေးရေးလိုက်မယ် there isn't a swimming pool ရေကူးကန်တော့မရှိဘူးနောက်ထပ်ရှိတာလေးတွေဒီစားထပ်ပြီးတော့ရေးအောင်မယ် there are many pagoda ဖျားတွေတော့အများကြီးရှိတယ်နောက်ရှိတာတလဲမရှိတာတလဲဆက်ပြီးတော့သွားမယ် there and any big hotel အကြီးကြီးတွေတော့မရှိဘူးเนาะနောက်ဆုံးတစ်ချောင်းမှာရှိတာလေးနဲ့ပြန်ပြီးတော့သွားလိုက်မယ် there is ဘာလေးရေးရင်ကောင်းလဲ there is a big cinema လို့ရှိရင်အကြီးတစ်ခုတော့ရှိတယ်ဒီလိုပုံစံမျိုးပေါ့နော်ကိုမျိုးမှာဘာတွေရှိတယ်ဘာတွေမရှိဘူးဆိုတာကိုစာကြောင်း6ကြောင်းရေးပေးရမယ်โอเคဟုတ်ပြီနော်ပြန်ပြောမယ်နော်ရေးရမယ့်ပုံစံကကိုမျိုးမှာရှိတဲ့အရာဒါမှမဟုတ်ရင်မရှိတဲ့အရာတွေကို6ကြောင်းပဲအများကြီးမဟုတ်ဘူး6ကြောင်းပဲရေးပေးပါနားထောင်အောင်လက်မထောင်နဲ့ဟုတ်ပြီနော်မေးမဲ့သူတွေပြီးတော့မှမေးနော်အဲ့တော့6ကြောင်းရေးပေးရပါမယ် photo edit လေးလုပ်ပေးရင်ပိုကောင်းတယ် photo edit နဲ့လုပ်မဲ့သူတွေမျိုးပုံလေးထည့်ပေးမျိုးပုံဆိုတာအစ်စ်မဟုတ်လဲရရနော်ဒီထဲထည့်တယ်လို့မျိုးကာတွန်းပုံလေးပဲထည့်လိုက်လေရတယ်ဘာလို့လဲပိုလှအောင်လို့ထည့်ခိုင်းတာနော်line ပေါ်တင်တဲ့အခါကျတော့ပုံလေးနဲ့စာလေးနဲ့တွဲရက်ဆိုပိုလှတယ်အဲ့ဒါကြောင့်မလို့ပုံလေးကို Canva ထဲမှာပုံလေးရှာလိုက်ရှိတယ်ပုံလေးအများကြီးရှိတယ်ပုံလေးရဲ့စာလေးရဲ့ထည့်ပေးပါတကယ်လို့ photo edit မလုပ်တတ်ဘူးဆိုရင်ဗလာစာအုပ်ထဲမှာပုံဆွဲပြီးတော့စာရေးပေးပါဟုတ်ပြီနော်ဒီချက်ပြောတာရှင်းသွားပြီနော်မီးတွေကဘာမှမရှိတော့ဟုတ်ပြီနော် edit တက်တဲ့သူတွေ edit လုပ်ပေး edit မလုပ်တတ်တဲ့သူတွေစာအုပ်လေးထဲမှာပုံလေးဆွဲကိုယ်နာမည်လေးတက်ပုံလေးဆွဲစာလေးရေး6ကြောင်းရမလားဟုတ်ပြီနော်ရမယ်နော်အဲ့လောက်ရှင်းရှင်းလင်းလင်းပြောထားရင်တော့မေးစရာမရှိတော့ဘူးလို့ထင်တယ်သဘောပေါက်လားနောက်တစ်ခုကခုနကတော့လေဘယ်သူလဲမသိဘူးတယောက်မေးလိုက်တယ်ယောက်ျားလေးတယောက်ဖြစ်မယ်ထင်တယ် Canva ကဘာလဲဆိုရင် Canva ကဒီဆယ်တို့ပုံတွေစာတွေကိုပို့ပြီးတော့လှလှပပလေးဖြစ်သွားအောင် edit လို့ရတဲ့ software တစ်ခုဖြစ်တယ်
Photoshop software လို့ပြော Photoshop ထပ်ပို့တယ်ပေါ့နော်တချို့တို့ online သုံးနေတဲ့အကြောင်းသားတွေဆရာမတွေတော်တော်များများသုံးတယ်အဲ့ဒီ Canva ဆိုတာ Play Store မှာ download ဆွဲလို့ရတယ်အဲ့ Canva က line ကောင်းရင်တော့သုံးလို့ရတယ် line မကောင်းရင်တော့ဝင်လို့တော့မရဘူးပေါ့နော် line လေးနည်းနည်းကောင်းအောင်လုပ်ပြီးတော့သုံးမယ်ဆိုရင်အဆင်ပြေတယ်ဒီဆက်3နည်းလဲဒီဆက်သင်ပေးထားတာရှိတယ်အဲ့ဒီ video ကိုလည်းဒီဆက် Telegram မှာပို့ပေးမယ်ဝင်လေ့လာတနားရီခွဲလောက်လေးလေ့လာလိုက်တာနဲ့မင်းတို့သုံးတတ်သွားလိမ့်မယ်ပြီးတော့သူကပတ်စံပေးစရာမလိုဘူးအဲ့ဒီဟာက free လုပ်လို့ရတယ်နော်အဲ့ Canva ဆိုရဲကပုံတွေမှာအများကြီးသိန်းနဲ့တောင်းနဲ့ချီပြီးရှိတယ် free လုပ်လို့ရပါတယ်certificate လောက်ကအစအကုန်လုံးကြိုက်တာလောက်အကုန်လုံးလို့ရတယ်အခုဒီဆယ်တဲ့ဒီဟာတွေအကုန်လုံး Canva နဲ့ပဲလုပ်ထားတာဒီ Canva နဲ့ပြင်ထားတယ်ဒီ ChatGPT သုံးတယ် Canva ကိုပြန်ထည့်ထားတယ်ပေါ့နော်ဆိုတော့အရင်အသုံးဝင်တယ်လောက်တက်တဲ့သူတွေက Photoshop လုပ်ပေးမလုပ်တတ်ဘူးရတယ်စာအုပ်ထဲမှာပဲပုံဆွဲစာရေးနာမည်ထိုးပေးရမလားလောက်တယ် ရပါတယ်ဒီက ရမယ်နော်ဒါဆိုလို့ရှိရင်10မိနစ်ကြံသေးတယ်တစ်ချက်ကြည့်အောင်10မိနစ်ကြံသေးတယ်10မိနစ်ကြံသေးတယ်ဆိုလို့ရှိရင်37.3ကို group discussion သွားပြီးတော့လုပ်ရအောင်ပါကလေး